ကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့အတူတူ channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတကုံစီရီတော်စနေတောင်ရွှေတောင်ငွေတောင်တစောင်းမိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်သူတာကိစ္စဓမ္မဇောတိကတစားဆရာဦးဆန်းလင်းဆယ်မြောင်းနဲ့ဆွေးနွေးတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လည်ရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွယ်ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်းများကိုအပိုင်း289ထိဖြည့်ကြရိုက်ကူထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပစာများကိုဆရာကဆက်လက်ဖြည့်ကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြည့်ဆို့ခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြည့်ဆို့ပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာကနောက်ထပ်အကောင့်ပိုင်ရှင်ကတော့ရဲဝင်းဦးဆိုတဲ့အကောင့်ပိုင်ရှင်ကနေမေးထားတာပါဆရာသူမေးထားတာကြတော့နိုင်ငံကျော်ဓမ္မကတိကဆရာတော်ကြီးတစ်ပါးကမိဘဆိုတာအထွေအထူးမဟုတ်ပါဘူးတာသမီဝေကျွေးမကင်းလို့လူပြည်ကြိုရောက်နေတာကိုမိဘလို့ခေါ်တာပါပဲလို့ဟောထားပါတယ်ဆရာတဲ့အဲ့ဒါကဟုတ်ပါလားတဲ့ကျွန်တော်လူမိုက်ငားတဲ့ပုံစံတော့ဖြစ်နေတယ်နော်ဟုတ်ကဲ့နိုင်ငံဆရာတော်ကြီးတစ်ပါးဟောထားတဲ့မိဘဆိုတာတခြားမဟုတ်ဘူးဝေကျွေးဘာဖြစ်တယ်မကင်းလို့တာသမီဝေကျွေးမကင်းလို့လူပြည်ကိုကြိုရောက်နေတာတဲ့အဲ့ဒီကျန်ဟောခြင်းလည်းဟောမှာပေါ့လေနော်ထားပါတော့ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကသူတင်ပြတဲ့အကွက်လေးတစ်ခွက်ကိုကြည့်ပြီးကျွန်တော်တို့ကအမှားတိမှန်နေစီရင်ချက်လုပ်လို့မရဘူးဖြေးပေးလို့မရဘူး။ဘာလို့လဲဆိုတော့ရှေ့နောက်စကားတွေကျွန်တော်တို့ကြည့်အောင်ပဲ။ခေါ်တာတရားတပုံကြီးကိုနိဒသနာပုတ်ပေါ့နော်။ရှေ့နောက်အစဉ်စကားစဉ်ဆက်ကိုကြည့်အောင်။မကြည့်ဘဲနဲ့ဒီတင်ပြတဲ့ဟာလေးတစ်ခုပဲကျွန်တော်တို့ပြောရင်သူကရေစရာပြောတဲ့အခန်းလေးဖြစ်ကောင်းဖြစ်မှာပေါ့။အဲ့ဒါကျွန်တော်တို့လက်ကားဖြစ်သွားမယ်လေနော်။ဒါကကိုစေတနာနဲ့ပြောတာပါ။ဥပမာနဲ့ပြောရင်ကိုဗိုလ်ချုပ်အောင်ဆန်းမိခွန်းကြားပူတာပေါ့နော်။ဘုံတော့ဗိုလ်ချုပ်ပြောတာရှိရဲ့။အတော်ကိုကုန်းလုံးနိုင်မှာရုံးလုံးနိုင်မှာအတော်ကိုပြဲအောင်လုံးနိုင်မှာဘာညာတော့ကကြမယ်တော့အဲ့ဒီတကွက်လေးကျွန်တော်တို့တင်ကြည့်ပါလားဒါကြီးကနားထောင်ကတော်တော်ခက်တဲ့ကိစ္စကြီးဒါပေမဲ့ရှင်းနောက်စကားတွေကြည့်ကြမှာဩလွတ်လပ်ရေးကနောက်ကျရင်သူများအခြေတဲ့နိုင်ငံခြေတလန်းတွေကျွန်တော်တို့10လမ်းမှာအလုပ်ကိုကုန်းရုံးလုပ်ဖို့ပြောတာလို့ဆိုရင်ဒါပြဿနာမရှိတော့ဘူးလေဒါဥပမာပြောပြတာပါဒီမှာလည်းပဲဒီတကွက်လေးကိုတင်ဒါကြောင့်ဒီတကွက်ကောင်းကိုမကြည့်ဖို့ဆိုတာလေးကိုပဲကျွန်တော်ပြောချင်တယ်အဲ့ဒါကကျလို့လူကြီးလူကောင်းလူတတ်မှန်ရင်တကွက်ကောင်းမကြည့်ရအောင်ဒါရှောင်စင်းနေဟာကျွန်တော်သာသနာရေးဦးစီးဌာနထုတ်တဲ့တာထုံးပြမဂဇင်းဆိုတာရှိပါတယ်အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်မှတ်မိတဲ့ဟာလေးပေါ့နော်ဒီဥပမာလေးတွေကိုဟိုတုန်းကဥပရှင်ဆိုတဲ့လူရှိတယ်တဲ့စာပေကအသင့်တင်မတတ်တယ်တကယ်တတ်တာမဟုတ်နောက်ပြီးတော့အကောက်ကတ်များတယ်လူကွာစားသူကဘာပြောလို့ရှိလဲလို့ဆိုတော့ဘုရားကမင်္ဂလာတုံမှာပုဒ္ဒဒါရသသင်္ကဟောဆိုတာရှိတယ်မင်္ဂလာတစ်ပါးဇနီးမယားသမီးသားတို့ကိုပြည့်စုံလုပ်ကြရမယ်ကောင်းစွာသင်္ကဟောချီးမြှောက်ရမယ်ပေါ့အဲ့ဒါမင်္ဂလာပဲပေါ့သူကသူ့မိသားစုကိုတမအာဇီဝနဲ့အဲ့လိုမျိုးအများအားပြည့်စုံကျွေးမွေးလောက်ကင်ပြည့်စုံထောက်ပံ့တယ်ပေါ့အဲ့တော့သူမင်္ဂလာရှိနေပြီပဲအခြားသူဘာလုပ်စရာလိုလဲသူကဒီလိုပြောတာဘာကုသိုလ်တွေထပ်လုပ်စရာလိုပြီးတော့ဇမတ်စာပေးချက်မှာရှိတယ်တရားမင်းဆိုတဲ့ပုဂ္ဂိုလ်ကဒီလိုဇနီးမယားသမီးသားကိုကောင်းစွာပြည့်စုံလုပ်ကြတဲ့ပုဂ္ဂိုလ်ကိုနေ့စဉ်ရှိခိုးတယ်လို့ပြောတယ်တဲ့အဲ့တော့တရားမင်းတော်ရှိခိုးနေတာငါဘာလုပ်စရာလိုလဲသူတော့မတက်တဲ့လူနဲ့ကြသူဟုတ်နေတာပေါ့ဗျာတနေ့တော့ဆရာတော်ကြီးတစ်ပါးနဲ့တွေ့တော့ဆရာတော်ကြီးကပြောတယ်38ပြာမင်္ဂလာဆိုတာမင်္ဂလာအလုံး38ပါရှိတယ်ရှိတဲ့ဟာကိုကြံတဲ့ကိုယ်မှမရှိတဲ့မင်္ဂလာကိုမဖြည့်ဘဲနဲ့မကျင့်ဘဲနဲ့ကိုကြိုက်နေတဲ့တကွက်သေးကိုပဲကြည့်ပြီးမင်းကမင်္ဂလာလုပ်ပြီးတော့ပြောနေမှန်မှမလားအဲ့မင်္ဂလာပြောမယ်ဆရာတော်ကြီးကဒီကလုံးနဲ့လည်းရင်သိရင်တော့သိခံပါဗျာဒါကတော့ဒီလိုလူမျိုးဒီလိုပဲပြောလို့နေပါပေါ့မဲဘမှာရွေးပွဲတစ်ခုမှမင်းတို့တန်ညူကြီးခတ်မယ်ဆိုရင်မင်းဘယ်လိုအမှတ်ပေးမလဲတဲ့မင်းကြိုက်တဲ့တကွက်တည်းပဲမင်းအမှတ်ပေးမလားလို့ပြောတယ်အဲ့တော့သူနောင်တရပါရီတော့ရီရပေါ့နော်ဒီလိုတော့မှားတယ်ဗျာအေးမရှိသေးတဲ့မင်္ဂလာတရားတွေကိုမင်းဖြည့်ရမှာပေါ့ခုနပြောတဲ့ဘယ်မှာရွေးပွဲမှာလဲကျန်တဲ့အချက်လက်တွေအများကြီးရှိကြပဲလေပေးရမှာနော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒီတော့မှ तू ကအမြင်မှန်ရပြီးတော့ဘုရားကျောင်းကစီတီပြထိုးသွားတယ်တိလဆောက်တည်တယ်ဒါနင်းစဓမ္မစတိအဲ့ဒီမင်္ဂလာတွေဖြည့်တယ်ပေါ့ဗျာပြီးတော့အလူဒါနတွေလုပ်တယ်ပေါ့အမြင်မှန်ရသွားတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးရှိတယ်အမှန်တော့အိုးရွက်ကိုစလောင်းရွက်နဲ့ဖုံးပြလိုက်တာပေါ့နော်အဲ့တော့ဒီနေရာမှာသင်္ကန်းစာကတော့ကျွတ်ချိန်တန်ရင်အမှန်တရားတွေ့တယ်ပေါ့အမှန်တရားတွေ့တတ်တယ်နောက်ဥပဒေသအနေနဲ့ပြောရင်တော့ခုနကကျွန်တော်ပြောခဲ့သလိုပထမ
လူကြီးလူကောင်းလူတော်လူတက်မှန်ရဲ့ရသောအခါမှာဒုက္ခကောင်းမကြည့်ပါနဲ့ဒါလေးပြကြလို့ပါ ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြေများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Educate Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာ ဟုတ်ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်